Miss Universe ဥက္ကဋ္ဌရာဟူရိုဂျာကမက္ကဆီကိုအလှမယ်ကိုပြစ်တင်ပြောဆိုခဲ့တဲ့ Thai Miss Universe ရိုက်တာနဝက်ကိုနိုဝင်ဘာ9ရက်နေ့ကဝေဖန်ရှုတ်ချပြီးတော့လုပ်ပိုင်ခွင့်များကိုကန့်သက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။နဝက်ဟာနိုဝင်ဘာ4ရက်ကတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ Miss Universe ပြိုင်ပွဲဝင်နေနဲ့တွေ့ဆုံချိန်မှာတော့မက္ကဆီကိုအလှမယ်ဖာတီမာဘော့ကိုထိုင်းနိုင်ငံနဲ့ပတ်သက်သည့်အကြောင်းအရာများကိုကြော်ညာပေးခြင်းမရှိတဲ့အတွက်အပြစ်တင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီချိန်မှာဘော့ကနားလည်မှုလွဲမှားနေခြင်းဖြစ်ကြောင်းနဲ့၎င်းရဲ့သဘောထားကိုရှင်းပြနေချိန်တွင်မှနဝက်ကစကားဖြတ်ပြောခဲ့ပါတယ်။နဝက်ရဲ့စကားတွေကမောက်မာရိုင်းဆိုင်တဲ့အတွက် Miss တော်များများကလက်မခံနိုင်ပဲနဲ့ပို့ပြီးတော့စူညံမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း Miss တွေကအခန်းကနေပြီးတော့ထွက်သွားဖို့ကြိုးစားခဲ့ရမှာတော့နဝက်ကလုံခြုံရေးကိုတကားပိတ်ခိုင်းတာမျိုးတွေပြန်ထိုင်ဖို့အမိန့်ပေးတာမျိုးတွေပြုလုပ်ခဲ့တဲ့အတွက် Miss တွေကသူတို့ပေါ်မှာလေးစားမှုမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။